အဲ့ဒီလိုဖြစ်တာပေါ့နော်ကျွန်တော်မေ့ပြီးတော့ခလုံးမနှိမ့်မိဘူးခုနကလည်းကျွန်တော်ဗီဒီယိုအစားအဆုံးရိုက်ပြီးသွားပြီအဲ့ဒီတဲ့အချိန်ကျတော့မှအတန်ပါမလာဘူးဆိုတာသိတာပေါ့နော်အဲ့တော့ခလုံးမနှိမ့်ဖို့မေ့သွားတာအခုလည်းကျွန်တော်မေ့သွားပြန်ပြီပေါ့နော်တော်သေးတယ်ကျွန်တော်သတိထားမိလိုက်လို့အဲ့တော့ပြန်ဆရအောင်ကဲရလာတွေမနေ့ကပဲဝမ်ချန်ပီယံရှစ်ကဂျပန်မှာကျင်းပတော့မဲ့ဝမ်ဆာမူရန်ပြိုင်ပွဲအတွက်သတင်းစာရှင်းလင်းပွဲတွေကိုပြုလုပ်သွားခဲ့တယ်ဒီပြိုင်ပွဲမှာအဓိကပါဝင်လာတဲ့ main character 2ယောက်က Rotan နဲ့ Takeru တို့ဖြစ်တယ်ဒီ fighter တွေကလည်းအဲ့ဒီသတင်းစာရှင်းလင်းပွဲမှာသူတို့ရင်ထဲမှာရှိနေတဲ့စကလုံးတွေကိုပုတ်ပွင့်လင်းလင်းနဲ့ကိုထုတ်ပြောသွားခဲ့တာဖြစ်တယ်ကြအဲ့ကျွန်တော်ကဒီဗီဒီယိုမှာသူတို့ပြောခဲ့တဲ့စကလုံးတွေပေါ်မူတည်ပြီးတော့ဘယ်လိုခင်းချင်းမျိုးတွေရှေ့ဆက်ပြီးတော့ဖြစ်လာနိုင်တယ်လဲဆိုတာကိုသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဘာသာတော်အောင်သိတဲ့အတိုင်းပဲဒီပွဲဖြစ်လာရတာကတာဂေရူကြောင့်လို့ပြောလို့ရတယ်တာဂေရူကနောက်ဆုံးသူကစားခဲ့တဲ့ဒီနေ့ပိုရစ်နဲ့ပွဲမှာဖိုင်တာဘွားကနေပြီးတော့အနားယူတော့မယ်အနားမယူခင်မှာနောက်ဆုံးပွဲတစ်ပွဲကိုထိုးကျင်တယ်အဲ့ဒီပွဲကိုလည်းရော်ထန်နဲ့ပဲထိုးကျင်တယ်ဆိုပြီးတော့ပြောခဲ့တာပါဒါကလည်းဝမ်ချန်မန်ရှိအကြိုက်ဖြစ်သွားတယ်လို့တော့ပြောလို့ရတယ်အမေရိကန်ဆိုလို့ရှိရင်ဒီဖိုင်တာနှစ်ယောက်ကပြန်ပေးတွေးစရာအကြောင်းမရှိဘူးဘာလို့လဲဆိုတော့ရော်ထန်ကပထမတစ်ခေါက်တွေ့တော့ကပထမချီမှာတင်ပြက်ပြက်သားသားနဲ့အလဲထိုးပြထားတာဖြစ်တယ်ဗျာဒါပေမဲ့လည်းတာဂေရူရဲ့ဖိုင်တာဘွားနောက်ဆုံးပွဲသူ့ရဲ့တောင်းဆိုချက်ဆိုတဲ့ပုံစံမျိုးကြောင့်သာဒီပွဲကိုတည်ပေးလိုက်ရတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ပေးသက်တွေကြားထဲမှာလည်းအရင်ဝယ်မှုတွေတိတ်မရှိတော့ဘူးပေါ့ဗျာဟုတ်ပြီအဲ့ဒါကိုမှဝမ်ချန်မချစ်ကဘယ်လိုအဆင့်တက်လိုက်တယ်လဲဆိုတော့ဂျာဘျက်ကပောင်စင် flyweight တန်းချန်ပီယံကပတ်လူပွဲဆိုပြီးတော့ခေါင်းစဉ်တက်လိုက်ပါတယ်ဒါပေမဲ့ဒီပွဲကအဲ့ဒီခေါင်းစဉ်နဲ့တော့မထိုက်တန်ဘူးဒါရော်ထန်အတွက်တော့ထိုက်တန်တယ်တာဂေရူအတွက်တော့မထိုက်တန်ဘူးလို့ပဲပုံမှန်လင်းလင်းပြောရမှာပဲဘာလို့ဆိုတော့တာဂေရူက1မှာ4ပွဲထိုးတယ်ဗျာသူနိုင်ထားတဲ့ fighter တွေကတန်းစင်တဲ့ဒီနစ်ပိုရီစ်200ပဲရှိတယ်ဟုတ်တယ်နော်အဲ့တော့ဒီ fighter 200ကိုနိုင်ထားတဲ့ fighter ကဂျာဘျက် flyweight တန်းချန်ပီယံကပတ်လူပွဲနဲ့တော့မထိုက်တန်ဘူးဗျာဒါပေမဲ့လည်းဝမ်ချန်ပီယံရှစ်ကတာဂေရူကိုလက်မလွတ်ချင်တာကြောင့်ဒီလိုခေါင်းစဉ်ပေးလိုက်တယ်လို့ကျွန်တော်ကတော့ထင်တယ်တာဂေရူဆိုတာကဘာလို့အလောင်းသိတဲ့အတိုင်းပဲဝမ်ချန်ပီယံရှစ်အတွက်အဓိကငွေတုပ်ကြီးသိလားဂျပန်ဈေးကွက်အတွက်အဓိကငွေတုပ်ကြီးအဲ့တော့သူ့ရဲ့ရွှေဥဥပေးနေတဲ့ငန်းကြီးကိုအဆုံးရှုံးမခံစေခြင်းဘူးပေါ့နော်ဒါကြောင့်မို့လို့ပဲသူများစိတ်ပြန်လဲလာမလားဆိုတဲ့ရည်ရွယ်ချက်နဲ့ချန်ပီယံကပတ်ဆိုတဲ့ခေါင်းစဉ်တက်ပေးလိုက်တယ်လို့ထင်ပါတယ်ဒါပေမဲ့တာဂေရူကတော့ပြပြတသားနဲ့ကိုမနေ့ကပဲသတင်းစာရှင်းလင်းပွဲမှာငင်းချက်ထုတ်သွားပါတယ်သူ့အနေနဲ့ကတဲ့ဒီပွဲမှာအနိုင်ရပြီးတော့ချန်ပီယံကပတ်ကြီးကိုရခဲ့မယ်ဆိုရင်တော့နောက်ထပ်ပွဲတွေလုံးဝထိုးတော့မှာမဟုတ်ဘဲနဲ့ကျင်းတွေပေါ့အနားယူမယ်ဆိုပြီးတော့ထုတ်ပြောလိုက်တာပါအဲ့တော့ခဲလေသမျှတဲရီကြလို့ပဲကျွန်တော်တို့ကပြောရမှာပေါ့နော်ဟုတ်ပြီတစ်ဖက်ကရော်ထန်ကလည်းသူ့ရင်ထဲကရှိနေတဲ့ခံစားချက်တွေကိုထုတ်ပြီးတော့ပြောလာခဲ့ပါတယ်သူပြောတာကမှတော်တော်ကိုထူးဆန်းတာပါဘာတွေပြောသလဲဆိုတော့ဝမ်ချန်ပီယံရှစ်နဲ့သူနဲ့ကစတုတ်တန်ကုံသွားပြီဆိုပြီးတော့ထုတ်ပြောလာခဲ့တာပါဒီလိုအရေးကြီးတဲ့ပွဲမျိုးကြီးမှာအဲ့လိုစကားတွေကိုရော်ထန်ကထုတ်ပြောလာခဲ့တာကျွန်တော်ကတော့ရည်ရွယ်ချက်ရှိရှိနဲ့ပဲရော်ထန်ကပြောလိုက်တယ်လို့ပဲယူဆတယ်နောက်ထပ်ထပ်ပြောတာရှိပါသေးတယ်အခုကစားမဲ့တာဂေရူနဲ့ပွဲကလည်းစာချုပ်ရဲ့ပြင်ပပွဲအထူးပွဲတစ်ပွဲအနေနဲ့သူကထိုးပေးတာပါဆိုပြီးတော့လည်းပြောလာခဲ့တာပါဒါအပြင်လက်ရှိချိန်မှာသူ့ကိုတခြား promotion ပေါင်းများစွာကလည်းကမ်းလှမ်းမှုတွေလာပြီးတော့လုပ်နေကြတယ်တဲ့ဒါပေမဲ့လည်းအဲ့ဒီကမ်းလှမ်းမှုတွေကသူကအာယုံမဆိုင်သေးဘူးလက်ရှိမှာသူအာယုံဆိုင်ထားတာကတာဂေရူနဲ့ပွဲအနိုင်ရဖို့ပဲတာဂေရူကိုအနိုင်ယူပြီးတော့အဲ့ဒီဂျာပြတ်ချန်ပီယံကပတ်ကြီးကိုထိုင်းကိုပြန်သေးသွားမယ်ဆိုပြီးတော့သူစကားသူအနှင်းငယ်လေးတော့ဒါပြန်ကာသွားသေးတယ်ပေါ့နော်ဘလို့ပဲပြန်ကာသူအဓိကထိစီခြင်းနဲ့တာဂတ်ကသူနဲ့ဝမ်းနဲ့ကြားမှာစာချုပ်မရှိတော့ဘူးဆိုတာကိုပရိသတ်တွေတကပောင်လုံးမှာရှိနေတဲ့ promoter တွေကိုသိစေချင်တာပါဒါကြောင့်မလို့တဲ့ကြီးကိုလွှတ်လိုက်တာပေါ့နော်ဘယ်တော့အောင်လဲသတိထားမိမယ်ထင်ပါတယ်ရော်ထန်ကဒီနှစ်ပိုင်းခြားတွေမှာဆိုလို့ရှိရင်ထိုးကြီးအကြောင်းတွေကိုခဏခဏကိုကြုံရင်ကြုံသလိုပြောတာကျွန်တော်မှတ်မိသလားဆိုလို့ရှိရင်မကြသေးဘူးပြီးခဲ့တဲ့လိုင်းပေါ်မှာဖြစ်သွားတဲ့ပွဲပေါ့နော်။ OT ကောနဲ့ဂူရူဇာရာတို့နဲ့သူ့ပွဲတက်ပေးပါဆိုပြီးပွဲဖြစ်သွားသေးတယ်ဗျာ။ပေးသက်တွေကြားတော့မှာကရောက်ကစားတွေဖြစ်ကြသေးတယ်။အဲ့ဒီမှာဆိုလို့ရှိရင်သူကဒီ Time Media Interview မှာပြောလဲဆိုတော့အဲ့ဒီ OT ကောနဲ့ဂူရူဇာရာနဲ့ကိုဖြစ်နိုင်ရင်တညထဲမှာ2ယောက်ပေးထိုးလို့ရတယ်တဲ့။ဒါပေမဲ့လည်းတခုတော့ရှိတယ်။ထိုးကြီးတော့ကောင်းကောင်းပေးရမယ်ဆိုပြီးတော့ပြောလိုက်တာပါ။ကျွန်တော်အနေနဲ့ကအသက်ကကြီးနေပြီအဲ့တော့ပတ်စံလိုတယ်။ထိုးကြီးကောင်းကောင်းပေးမယ်ဆိုရင်ဒီဖာတာ2ယောက်စလုံးတညထဲမှာထိုးလို့ရတယ်ဆိုပြီးတော့အပြောင်ပြက်သဘောမျိုးလေးနဲ့ပြောလိုက်တာပဲဒါပေမဲ့လည်းအပြောင်ပြက်ဆိုပေမဲ့သူဒီထိုးကြီးပို့လို့နေတယ်ဆိုတာကတော့သိကြတယ်ဒါကတစ်ခေါက်ပေါ့နော်နောက်ထပ်
နေသူ့ရဲ့ social media အကောင့်တွေမှာလည်းအဲ့လိုမျိုးတွေဗျာထပ်ပြီးပြောလာတော့တွေ့ရတယ်ပြီးလို့ရှိရင် One Championship နဲ့ဒီကတော့ကစားဖြစ်နေတဲ့အရေးအယောင် post တွေကိုလည်းလိုင်းကြီးကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော် One Championship ဘက်ကလည်းသူနဲ့ Rotan ကြားထဲမှာဘာမှမရှိပါဘူးဘာညာတာကပြန်ဖြေရှင်းတာတွေတော့တွေ့နေရတာပဲဒါပေမဲ့လည်းအတွင်းကျိတ်တော့ဖြစ်နေတယ်ဆိုတာလုံးဝကိုသိကြပါတယ်ပြီးခဲ့တဲ့ဒီ Iman Ghazali ရဲ့ no ကိုအလဲထိုးခဲ့တဲ့ပွဲပြီးမှဆိုလို့ရှိရင် Rotan က post ကိုတင်လာခဲ့တယ်နော်မိစ္ဆာကြီးမိကြီးတွေကနေပြန်ထွက်လာမှရောက်တော့မယ်ဆိုရင်တင်ထားပါတယ်ဒါပေမဲ့နောက်ပို့တစ်ခုမှဆိုလို့ရှိရင်Iman Ghazali နဲ့သူနဲ့ကိုပွဲတည်ပေးလို့ရဒါပေမဲ့ထိုးကြီးတော့မျိုးမြတ်ပေးမှရမယ်ဆိုပြီးထပ်တင်လိုက်သေးတယ်အဲ့တော့ Rotan ဒီအခုနောက်ပိုင်းကာလာတွေမှာဆိုလို့ရှိရင်ထိုးကြီးအကြောင်းတွေပတ်စံအကြောင်းတွေကိုအရန်ကြီးကိုပြောလာပါတယ်ဒါကလည်းရုံပေးသက်တွေကအခုမှလာဆက်မိတာဗျာအဲ့ဒီတုန်းကဒီ Rotan အဲ့လို post တွေတင်တုန်းကဆိုလို့ရှိရင်Rotan နဲ့ One နဲ့ကစာချုပ်ကုန်တော့မှာပါလားဆိုတာကျွန်တော်တို့ကမသိရအောင်ဒါပေမဲ့သူတို့ချင်းချင်းတော့သိမှာပဲအဲ့တော့ Rotan ကဒါမျိုးတင်လိုက်ပြီဆိုကြတဲ့ကချက်တွေကမြင်နေဆိုဒီကောင်ကတော့ငါ့ကိုထိုးကြီးတိုးတောင်းဖို့အတွက်တော့ကလီကမာလုံနေပြီဆိုပြီးသိရင်သိမှာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင် Rotan ကဘာကြောင့်အဲ့လိုမျိုးထိုးကြီးကိုအရန်လိုချင်ရတာလဲဟိုးရှင်းနှစ်တွေကိုပြန်ကောက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် One Championship က Rotan ကိုဘတ်10တန်းထိုးကြီးပေးထားရတယ်ဆိုပြီးတော့သတင်းထွက်တာလေးကျွန်တော်တွေ့ရမှာပါတကယ်လဲ Rotan ကဘတ်10တန်းရတဲ့ပွဲတွေရှိပါတယ်ဒါပေမဲ့လည်းပွဲတိုင်းတော့မဟုတ်ခဲ့ဘူးပြီးတော့ Rotan လိုမျိုးထိုးကြီးများသွားတဲ့ fighter တွေကိုဆိုလို့ရှိရင် promotion တွေကပွဲအများကြီးမပေးနိုင်တော့ဘူးဗျာပြီးတော့လက်ရှိ Thai fighter တွေထဲမှာဆိုလို့ရှိရင်တော်တော်လေးကိုထိုးကြီးမြင့်နေလို့ပါတယ်နော် Rotan ကအဲ့ထဲမှာပါတယ်ဟုတ်ပြီဒါပေမဲ့အဲ့ဒီ Thai ဈေးကွက်ကနေပြီးတော့အကျိုးမြတ်တွေအများကြီး One Championship ကပြန်ရသလားလို့မေးရင်တော့တိတ်တော့မရဘူးဗျသူကဂျပန်နိုင်ငံမှာကျင်းပတဲ့ပွဲတွေမှာအမြက်ကမျိုးမြတ်ကိုရတာထိုင်းမှာသိမရအောင်ကျန်တာမကြည့်နဲ့တန်းစင်တော့ကိုဆိုရီထိုးခဲ့တဲ့1170ပွဲပြီးခဲ့တဲ့ဒီ2024ခုနှစ်လားနော်ဒီဇင်ဘာမှာထိုးခဲ့တဲ့ပွဲပြန်ကြည့်လိုက်ပါနော်ရောင်းတဲ့ထိုင်းကုန်ဈေးတွေဆိုတာကဗျာကျွန်တော်ဘတ်150တောင်ပါသေးတယ်ကွင်းကြီးကအကြီးကြီးဆိုပေမဲ့ပေးသက်တွေအများကြီးလာတယ်ဆိုပေမဲ့ကွင်းဝင်ကြီးတွေကအဲ့လောက်ထိရတာမဟုတ်ဘူးဗျာသိလားအဲ့တော့အဲ့ဒီပွဲတွေမှာကလည်းလုံးဝထိုင်းရဲ့နာမည်ကြီး fighter တွေဘလို့ရှိရင်နိုင်ငံတကာက fighter ကောင်းတွေကိုပွဲထုတ်ထားတာဗျာအဲ့တော့ထိုးကြီးကောင်းကောင်းလည်းပြန်ပေးရသေးတယ်အဲ့တော့ကွင်းဝင်ကြီးရတဲ့အမောင်းနဲ့သူတို့အဲ့ဒီပွဲကျင်းပဖို့အတွက်ကုန်တဲ့ကုန်ကြစိမ့်နဲ့တွက်ကြည့်မယ်ဆိုရင်အမြက်ရတယ်ဆိုရင်တော့တိတ်ကြံမှာမဟုတ်ဘူးဗျာဒါတော့ကပဲအဲ့ဒီပွဲမှာ Rotan မပါလို့အကယ်၍ Rotan ပါတယ်ဆိုရင်သူတို့ရှုံးနိုင်တဲ့အနေအထားမျိုးရှိတယ် Rotan ကထိုးကြီးကတအားများတာဟုတ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်သူတို့က Rotan ကိုထိုးကြီးအများကြီးပေးရရတယ်ဆိုရင်တော့မှပဲဒီထိုင်းဈေးကွက်ကနေပြီးတော့ပြန်ရနိုင်တဲ့အမြက်ကနေတယ်လို့ကျွန်တော်ကတော့ပြောနေတာအဲ့တော့တိတ်မကြိုက်ဘူးပေါ့ဗျာသိရမလားဒါပေမဲ့လည်းအခုနောက်ပိုင်းဒီနှစ်တွေမှာ One Championship ကနည်းနည်းလေးချီနေပြန်ကောင်းလာတယ်ဆိုတာကRotan နဲ့ Takeru တဲတဲ့ပွဲတွေဂျပန်မှာကျင်းပတဲ့ပွဲတွေကြောင့်နည်းနည်းလေးအဆင်ချောလာတာလို့ကျွန်တော်ကတော့မြင်တယ်ဂျပန်မှာဆိုလို့ရှိရင်တို့ကကွင်းဝင်ကြီးတွေကိုထိုင်းမှာတက်အများကြီးတိုးပြီးတော့တောင်းတာဗျပြီးလို့ရှိရင်အဲ့ဒီမှာလည်းဒီမီဒီယာတွေနဲ့ချုပ်ထားတဲ့ sponsor တွေတခြား sponsor တွေအများကြီးကိုရှိတယ်ဗျသိရမလားဒီအတွက်ကြောင့်မို့လို့ဂျပန်ကိုပဲပို့ပြီးတော့အဓိကထားရတယ်ဆိုတော့ပုံစံမျိုးပါပဲRotan တောင်မှပဲအဲ့ဒီ Takeru နဲ့ထိုးတဲ့ပွဲမှာဆိုလို့ရှိရင်ထိုးကြီးတော်တော်လေးကိုရလိုက်ပါသေးတယ်တခြားပွဲတွေဆိုလို့ရှိရင် Rotan ကထိုးကြီးပေါ့နော်ဒီဘတ်10တန်းမရနိုင်ဘူးဗျာဒီအတွက်ကြောင့်မို့လို့လဲ1နဲ့2နဲ့ကြားထဲမှာအဲ့ဒီထိုးကြီးနဲ့ပတ်သက်ပြီးတော့ပြဿနာတက်တယ်ဆိုတဲ့အရေးငွေတွေကိုကျွန်တော်တို့ကခဏကိုမြင်ရတာသူတို့ကအိမ်မိတ်ကြီးတဲ့အတွက်ကြောင့်သာအပြင်မှာတရားဝင်မှာဖြစ်ကြတာဗျာအတွင်းကျိတ်အနေနဲ့ကတော့သူတို့ကတောက်လျှောက်ကိုဖြစ်နေခဲ့တာဗျအဲ့တော့Rotan ဘက်မှာကလည်းတွေးစရာရှိတယ်စတုထဲမှာဘတ်10တန်းချုပ်ထားတဲ့ဆိုပေမဲ့နားလဲပါရိုက်ဆိုတဲ့ပုံစံမျိုးပေါ့ဗျာလက်တလုံးကြားဆိုတဲ့ပုံစံမျိုးပေါ့ပွဲတိုင်းမရနေတဲ့အနေထားကိုသိပြီးတော့မကျင်တဲ့ဘူးထင်ပါတယ်ဒါကြောင့်မို့လို့အခုနောက်ပိုင်းတွေမှာ One Championship ကိုမင်းငေါထိုးကြီးပို့ပေးရမယ်ပထမတစ်ခေါက်ရှေ့မှာချုပ်ထားတဲ့စာချုပ်ဘတ်10တန်းစာချုပ်မှာမရတဲ့အခွင့်အရေးတွေကိုဒီတစ်ခေါက်စာချုပ်မှာအပြည့်အဝပြန်တောင်းမဲ့အနေထားမျိုးရှိတယ်ပွဲတိုင်းလိုဗျာဘတ်10တန်းအနည်းဆုံးပေးရမယ်လို့ပြောချင်ပွဲကြီးတွေမှာဆိုရင်ဘတ်တန်း20တွေပါတွေပေးရမယ်လို့ဘာလို့ညာတို့တောင်းရင်လည်းတောင်းမှာပဲနောက်ပြီးတော့ Rotan မှာကလည်းအဲ့လိုတောင်းနိုင်တဲ့အခြေအနေတွေကလည်းရှိလာတယ်အခြေအနေပေးလာတယ်ပေါ့နော်။ဘာလဲဆိုတော့ရင်တော့လွန်ခဲ့တဲ့နှစ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် One Championship မှာကဒီ Muay Thai Superstar ဆိုလို့ရှိရင် Rotan 1ယောက်ပဲရှိတယ်ဗျာ။ဒါပေမဲ့လွန်ခဲ့တဲ့2နှစ်လောက်မှာဆိုလို့ရှိရင် Takeru ရောက်လာတယ်အဲ့တော့ Superstar 2ယောက်ဖြစ်သွားတယ်။ MMA တွေဘာရောဘေးဖယ်လိုက်ရဗျာအဲ့တော့ MMA တွေကကျတော့ပတ်စံအဲ့လောက်ရတာမဟုတ်ဘူးဗျာအဲ့တော့ तू ကမွေထိုင်းနဲ့ကိပောင်စင်ကအဓိကပဲမွေထိုင်းမှာကတော့ ကိပောင်စင်မှာက Takeru ဆိုတဲ့ပုံစံမျိုးပဲနေနဲ့စင်းအပြိုင်ထွက်နေတဲ့ပုံစံမျိုးအဲ့ဒီထဲမှာပိုပြီးတောက်ပတာက Takeru
ပတ်စံပိုရှာပေးနေတာကလည်းတာဂက်လူပဲဒါပေမဲ့တာဂက်လူကဒီပွဲပြီးရင်နားယူပြီအဲ့တော့ဘာကြံလဲရော်ဒန်တကောင်ပဲကြံတော့တယ်ဒါကိုလည်းသူကသိမှာပဲအဲ့တော့စူပါစတာအနေနဲ့ငါတကောင်ပဲကြံတဲ့အချိန်မှာမင်းငါကိုထိုးကြီးတူးပြီးမလားဟောမင်းစွတ်လို့မလားပြောမယ်ဆိုလို့ရှိရင်လာမဲ့ဝမ်းစမူတိုင်းပွဲကဝမ်းချန်ပီယံရှစ်အတွက်ကျယ်ဝင့်ဖိုင်တာ2ယောက်စလုံးကိုဆုံးရှုံးလိုက်ရနိုင်တဲ့အနေအထားမျိုးဖြစ်သွားနိုင်တယ်အဲ့တော့မင်းငါကိုဆုံးရှုံးစီခြင်းလားထိုးကြီးတိုးဝေးမလားဆိုပြီးတော့ချင်းချောက်ပြီးတော့တောင်းတဲ့ပုံစံမျိုးပေါ့ဗျာဒါကကျွန်တော်အဲ့လိုပဲမြင်ပါတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဝမ်းချန်ပီယံရှစ်ကကိုပေးနိုင်ပါမလားအကယ်ဝမ်းချန်ပီယံရှစ်ကမပေးရင်ရောထမ်းဘာလုပ်မလဲမပေးရင်တော့ဒီကောင်ကြီးကပြောင်းပါပဲဗျာဘာလို့ဆိုတော့အခုချိန်မှာသူ့အသက်က28နှစ်ဆိုတာကဖိုင်တာတယောက်အတွက်အကောင်းဆုံးအချိန်လို့ကျွန်တော်တို့ကပြောလို့ရတယ်ဟုတ်ပြီအဲ့28နှစ်ပြီးသွားပြီ28နှစ်မှာဗျာဆက်ချုပ်လိုက်ပြီ6ပွဲပါဗျာ6ပွဲဆို2နှစ်ထားပါတော့2နှစ်ဆိုရင်သူဘယ်လောက်ဖြစ်သွားလဲ30ဖြစ်သွားပြီအဲ့ဒီ30မှာဆက်ချုပ်ထချုပ်မယ်ဆိုရင်အခု28နှစ်မှာချုပ်ရတဲ့စာချုပ်လောက်သူပို့ပြီးတောင်းလို့မရတော့အသက်အရွယ်ကစကားပြောလာပြီဗျာသိရမလားဒါကြောင့်မို့လို့နောက်လာမဲ့နှစ်တွေကစာချုပ်တွေထက်အခု28နှစ်မှာအခုတစ်ခေါက်ချုပ်မဲ့စာချုပ်ကတော့ထိုင်းရဲ့ဘဝအတွက်ထိုးကြီးတောင်းလို့အကောင်းဆုံးအရွယ်ဖြစ်နေတယ်ဒါကြောင့်မို့လို့ရောထန်းကအမောက်အများကြီးတောင်းကိုတောင်းလိုက်မယ်အကယ်၍မပေးနိုင်ရင်ပေးနိုင်တဲ့စီကိုဒီကောင်ကဒိုးမှာပဲနော်ဟိုပေးနိုင်တဲ့ promotion ဆိုတာကလည်းမွေထိုင်းမှာလည်း one tap ပိုကြီးတဲ့ promotion ကမရှိဘူးကိပောင်စင်မှာကလည်းမရှိဘူးဒီထက်ပိုပေးနိုင်တာက MMA နဲ့ဘောက်စင်ပဲရှိတယ်ဘောက်စင်ကတော့သူသွားမဲ့ပုံစံမပေါ်ဘူးဘောက်ဆိုတော့ဘောက်စင်ကလည်းဗျာအောက်ခြေကတိုးမယ်ဆိုလို့ရှိရင်ပတ်စံကအလောက်ရတာမဟုတ်ဘူးအေးဒါပေမဲ့ MMA မှာတော့ပေးနိုင်မယ်လို့ထင်တယ် MMA မှာဆိုလို့ရှိရင်လည်း UFC လောက်ပဲရှိတာအဲ့တော့ UFC ကဒါဝမ်းချန်ပီယံရှစ်ကိုနှိပ်ကိုချင်တယ်ဆိုရင်ရော်ထန်တောင်းနေတဲ့ဘတ်စေတန်ဘတ်တန်းနဲ့ဆိုတော့ UFC အတွက်ကဘာမှပါမွားပဲပေးပြီးတော့ခေါ်သွားနိုင်တဲ့အနေအထားမျိုးဒါကြောင့်ရော်ထန်ကလည်းဒီ promotion တစ်ခုကြားထဲမှာသူကအဓိကဘယ်လိုပြောရမလဲရော်ထန်ကလည်းဒီ promotion တစ်ခုကြားထဲမှာသူလိုချင်တဲ့အမောက်ကိုလှည့်ပြီးတော့ကစားသွားမယ်အနေအထားမျိုးလေးရှိပါတယ်အဲ့တော့ one championship ဘက်မှာပဲ multi လိမ့်မယ်လို့ထင်တယ် one championship ဘာလို့မှာလဲရော်ထန်ပေးတဲ့ရော်ထန်တောင်းတဲ့ထိုးကြီးကိုတိုးပေးမှာလားအကယ်၍ထိုးကြီးကိုတိုးပြီးတော့ပေးလိုက်တယ်ဆိုလို့ရှိရင်လည်းသူတို့ကတိတ်မကြိုက်ပြန်မကြိုက်ဘူးဆိုလက်လွတ်လိုက်မယ်ဆိုလို့ရှိရင်လည်းပိုဆိုးနိုင်တဲ့အနေအထားမျိုးရောက်သွားနိုင်တယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင် one championship ကတော့ရော်ထန်ကိစ္စမှာမီးခဲကြီးခုထိုင်ထားသလိုဖြစ်နေပြီလို့တော့ကျွန်တော်ကတော့မြင်မိတယ်ပေါ့နော်ဒါကတော့မနေ့ကသတင်းစာရှင်းလင်းပွဲမှာရော်ထန်ပြောခဲ့တဲ့စကားလုံးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တွေကိုကနဦးချပြပေးတာပါအဲ့လိုရော်ထန်ပြောပြီးတဲ့အချိန်ဒီနေ့မှာဆိုလို့ရှိရင်သတင်းတစ်ခုထပ်ပြီးတော့ထွက်လာပါတယ်အဲ့ဒါကဘာလဲဆိုတော့ရော်ထန်ဒီလက်ရှိမှာဝိုင်းချန်ပီယံရှစ်နဲ့စုံသက်တန်ကုန်သွားပြီဆိုပေမဲ့ဝိုင်းချန်ပီယံရှစ်ရဲ့စာချုပ်အရတက်တန်းကုန်ပြီးနောက်တစ်နှစ်အတွင်းမှာဘယ် promotion မှာသွားပြီးတော့ထိုးလို့မရအောင် UFC ကိုလည်းသွားလို့မရအောင် PFL ကိုလည်းသွားလို့မရအောင် K1 ဘယ်သူရှိမှသွားလို့မရအောင်ဒါပဲတော့အားလုံးသိပဲကျွန်တော်တို့ဒီကိုအောင်လာတုန်းကလည်းအဲ့လိုပဲဖြစ်ခဲ့တာဗောနော်ကိုအောင်လာဆိုလို့ရှိရင်KS ပဲလို့ရောက်မလား UFC ပဲရောက်သွားမလား Blatter ပဲရောက်သွားမလား PFL ပဲရောက်သွားမလားအဲ့လိုတွေဖြစ်နေခဲ့တာနောက်ဆုံးမှာတော့တစ်နှစ်ခွဲနေပါလောက်ဒီပွဲဝေးပြီးတော့မှဝိုင်းချန်ပီယံရှစ်ကစာချုပ်တက်တန်းပြန်ပြီးတိုးပေးလိုက်တယ်အဲ့ဒါဘာဖြစ်သွားလဲအသက်ကြီးတဲ့ fighter တယောက်အတွက်ကြတော့အချိန်ပုတ်သွားတာပဲအဖတ်တင်တာဗောနော်အဲ့တော့ရထန်ကိုလည်းအဲ့လိုပဲတက်တန်းကုန်ပြီးတစ်နှစ်အတွင်းမှာဝိုင်းချန်ပီယံရှစ်နဲ့ပဲသူကဟိုစာချုပ်တက်တန်းကြံရှိနေသေးတယ်ဆိုတော့ပုံစံမျိုးဝိုင်းချန်ပီယံရှစ်ကထပ်ပြီးတော့ချပြလာပြီးတာပါအဲ့ဒီတစ်ဆက်တည်းမှာပဲဘယ်သတင်းထပ်ပြီးထွက်လာတယ်လဲဆိုတော့Super Light ကသူ့ရဲ့ flyweight တန်ကစ်ဘောင်စင်ချန်ပီယံကပတ်ကိုပဲ Ion စိုက်တော့မယ်ဆိုပြီးတော့ထွက်လာပါတယ် Super Light ကဘန်နန်ဝေတန်းမှာထိုးနေတာကြာပြီ2နှစ်လောက်တောင်ရှိပြီဗျာသိလားသူ့ရဲ့အဲ့ဒီကစ်ဘောင်စင်ချန်ပီယံကပတ်ကိုဆိုမကာကွယ်တာလည်းကြာပြီဗျာသိလားအဲ့တော့သူကဘန်နန်ဝေတန်းမှာအခြေအနေမကောင်းတဲ့တော့ကြောင့်မလို့ flyweight တန်ကိုပြန်ဆင်းပြီးတော့ကစ်ဘောင်စင်ချန်ပီယံကပတ်ကိုကာကွယ်မယ်ဆိုပြီးပြောထားတယ်အခုတာဂေဦးနဲ့ရော်ဒန်ရဲ့ပွဲကလည်းဂျာပြက်ကစ်ဘောင်စင်ချန်ပီယံကပတ်လူပွဲပဲဒီပွဲမှာတာဂေဦးပဲနိုင်ရော်ဒန်မဲနိုင်စူပါလက်နဲ့ပြန်တွေ့ရမယ်ဆိုတဲ့အခင်းအကျင်းမျိုးကိုတစ်ဆက်တည်းခင်းကျင်းထားတာဖြစ်ပါတယ်အဲ့တော့ရော်ဒန်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းဒီပွဲပြီးပြီဆိုလို့ရှိရင်သူကချန်ပီယံကပတ်လူပွဲတွေကြီးပဲတောက်လျှောက်ထိုးရတော့မှာဗျာသူလူရမှာကပတ်ဆိုနှစ်ခုရှိတယ်မွေထိုင်းကပတ်ကိုလူမလားအီမန်ကာသာလီရဲ့နဲ့စူပါလက်နဲ့ကပောင်စင်ကပတ်ကိုလူမလားကျွန်တော်အမြင်ဆိုလို့ရှိရင်တော့ဝိုင်းချန်ပီယံရှစ်ကစူပါလက်နဲ့ပဲပွဲတည်ပေးလိမ့်မယ်လို့ထင်ပါတယ်ဘာလို့ဆိုထိုင်းမှာကလည်းပွဲကြီးပွဲကောင်းကမကျင်းပါတာကြာပြီဗျာ11ဆမ်ပတီပွဲပြီးကြတဲ့ကကို
မကျင်းပါတော့တာပေါ့နော်ဒီကွင်းကြီးမှာလေးသိရမလားအဲ့တော့ဒီနှစ်ယောက်ကိုခေါင်းပွဲတင်ပြီးတော့ထိုင်းမှာကျင်းပါမလားပေးပါပြူ system တွေပါတွေကလည်းတခြားလုပ်ပြီးပြီဆိုတော့အဲ့လိုမျိုးရောင်းပြီးကျင်းပါမလားဒါကိုကျွန်တော်တို့ကတော့စောင့်ကြည့်ရလိမ့်မယ်ကျွန်တော်ကတော့အဲ့လိုပဲထင်တယ်အီမန်ဂါဇာလီရဲ့နဲ့တော့ရောထန်ကိုပေးတွေးလိုက်မယ်လို့ကျွန်တော်မထင်သေးဘူးလက်ရှိနှစ်အတွင်းမှာပေါ့နော်အဲ့တော့အီမန်ဂါဇာလီရဲ့ကြတော့ ODGO နဲ့တွေ့မဲ့အနေအထားမျိုးရှိပါတယ်ကျင်းနေတာကတော့လာမဲ့ဝမ်ဆာမူရိုင်းပွဲအပြီးမှာရောထန်ရဲ့အနာဂတ်ကိုမြင်တွေ့ရမှာပါရောထန်1နဲ့ပဲဆိုတော့ချုပ်မလားချုပ်မယ်ဆိုလို့ရှိရင်ချန်ပီယံကပတ်လူပွဲချက်တွေကိုကြီးပဲတောက်လျှောက်ရင်ဆိုင်ရမယ်စူပါလက်နဲ့ကိပောင်စင်ပွဲထုတ်မလွယ်ဘူးနော်စူပါလက်ကိုတော့ထိုင်းကကိပောင်စင်မှာအနိုင်ရဖို့ဆိုတာလုံးဝကိုမလွယ်တာကျွန်တော်မြင်ရဆိုလို့ရှိရင်စူပါလက်တောင်နိုင်ဖို့များတယ်ဟုတ်တယ်မလားဟုတ်ပြီမွေထိုင်းသွားရင်ရောမလွယ်ဘူးအရင်တုန်းကဆိုလို့ရှိရင်ရော်ထန်တို့ကြီးစိုးခဲ့တဲ့ခစ်တုံးကဖိုက်တာတွေကပပပဲတွေဟုတ်တယ်နော်အခုနောက်တက်လာတဲ့ကောင်နဲ့စောက်ရမ်းကောင်းတာဘရိုမလွယ်ဘူးဒါကြောင့်မို့လို့လေသူကထိုးကြီးကိုအစမတန်ထောင်းတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သူရဲ့ဂုံသိက္ခာတွေပါတင်ထိုးရမယ့်ပွဲစဉ်တွေဖြစ်လာပြီနောက်ပွဲတွေကဒီအတွက်ကြောင့်မို့လို့ရော်ထန်တို့ကလည်းမှန်တယ်ပတ်စံတိုးတောင်းတာကတကယ်ကိုဖြစ်တဲ့အကယ်ရော်ထန်ကဝိုင်းချက်မန်ရှင်းနဲ့စာချုပ်မချုပ်ဘူးဆိုရင်တော့ UFC မှာတပါအခြားမရှိလို့ပဲကျွန်တော်ကတော့မြင်မိပါတယ်နောက်ပြီးတော့ UFC မှာအခုထိုးနေတဲ့မိုင်ကူမူဆူမက်ချီတို့ပြီးလို့ချင်း DJ တို့ဆိုတာကတော့ထန်းနဲ့ကအရန်ကိုယင်းနေတာညီကိုတွေလိုယင်းနေတဲ့ fighter တွေဖြစ်တယ်ရော်ထန်းသာအမေဘက်ကိုကူးပြောင်းခြင်းနဲ့ဆိုရင်မူဆူမက်ချီက BJJ ပညာရက်တွေကိုသူကတန်သင်မိမယ်ဆိုပြီးတော့လည်းပြောထားတယ်အဲ့တော့ UFC ဘက်ကမူဆူမက်ချီတို့ DJ တို့ရဲ့ဒီအခန်းထဲပေါ့နော်ရော်ထန်ကိုချင်းကတ်သွားမလားဒါကိုလည်းကျွန်တော်ကစောင့်ကြည့်ရမယ်ဒီလောက်ဆိုလို့ရှိရင်ဘာသာတော့လဲဝမ်ချန်မန်ရှင်နဲ့ရော်ထန်ကြားတဲ့ကအခင်းချင်းလေးတွေကိုမြင်လောက်ပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်